အားလုံးပဲမင်္ဂလာပါရှင် Victoria Fashion House ကဒီဇိုင်နာအောင်ခန်းဖြစ်ပါတယ်ရှင်ဒီဗီဒီယိုလေးမှာတော့ချုပ်ထားတဲ့အထည်လေးတွေပေါ့နော်မြန်မာပွဲတက်ဝတ်စုံလှလှလေးတွေကိုပြပေးသွားမှာဖြစ်ပါတယ်ရှင်ဒီဝတ်စုံလေးကတော့ပိုးဖဲချိတ်ကလေးပါရှင်ချိတ်ကလေးကပိုးဖဲချိတ်ကလေးပါပိုးဖဲချိတ်ကလေးကိုငတ်တိုက်စာလေးနဲ့ချုပ်ပေးထားတာပါဇာလေးကဒီမှာပါရှင်ဇာလေးကအရန်ကိုလှပါတယ်ငတ်တိုက်စာလေးပေါ့နော်ကိုရီးယားငတ်တိုက်စာလေးလုံးဝမရဘူးအရန်ကိုလှပါတယ်ဒီမှာငတ်တိုက်နေရာလေးမှာလည်းသူကအဲ့လိုအလက်လက်လေးနဲ့အရန်လှပါတယ်အလူအမဖြစ်တဲ့အတွက်ကြောင့်မလို့ပဝါလေးကိုလည်းမြင်မြန်လေးဖြစ်အောင်စီစဉ်ထားပေးပါတယ်ရှင်ဒါလေးကတော့ဟိုဟာလေးပေါ့နော် cream color လေးပေါ့နော်တနခါရောင်လေးပေါ့အရန်ကိုလှပါတယ်ရှင်ဒီပန်းရောင်လေးကတော့လက်ကော့ချိတ်ကလေးပါရှင်လက်ကော့ချိတ်ကလေးကိုစီကွင်းစာလေးနဲ့ချုပ်ပြီးထားပါတယ်မင်းလိုက်စေးမှာဝတ်တဲ့ဝတ်စုံဒီဇိုင်းလေးတိုင်းအပ်ထားတာလေးပါရှင်အားလုံး no bra လေးတွေပါရှင်ဒါလေးတွေကဒီဝတ်စုံလေးကတော့ချိတ်ကလေးကပိုးဖဲချိတ်ကလေးပါရှင်ပိုးဖဲချိတ်ကလေးကိုမင်းဒီငွေမုံစာပါးလေးနဲ့ပေါ့နော်ငွေမုံစာပါးလေးနဲ့ဘလက်တီနိုပိုးလေးနဲ့ဆက်ပြီးတော့ချုပ်ပေးထားပါတယ်ချိတ်ကလေးရဲ့အယောင်လေးနဲ့လိုက်ဖက်အောင်ပေါ့နော်အယောင်အရန်ရင့်လာလဲမို့ချင်လို့ပြောတဲ့အတွက်ကြောင့်မလို့နုနုဖက်ဖက်ကလာလေးနဲ့လုပ်ပေးထားပါတယ်ဒီမှာ sequence လေးတွေထိုးပေးထားပါတယ်ရှင် sequence လေးထိုးပေးထားပါတယ် no bra လေးချုပ်ပေးထားပါတယ်ရှင်ဒီဝတ်စုံလေးဒီနို့စိမ်းရဝတ်စုံလေးကတော့ချိတ်ကလေးကတစ်ခေါက်ချိတ်လေးဖြစ်ပါတယ်တစ်ခေါက်ချိတ်ကလေးကို sequence စာလေးနဲ့တွဲပြီးချုပ်ပေးထားပါတယ်ရှင်ဒါလေးလဲမင်း live မှာဝတ်တဲ့ဒီဇိုင်းလေးကိုကြိုက်လို့ဆိုပြီးတော့အဲ့ပုံစံလေးတိုင်းချုပ်ပေးထားတာအခုဒီဝတ်ထားတဲ့ဝတ်စုံလေးကတော့လက်ကော့ချိတ်လေးဖြစ်ပါတယ်ရှင်လက်ကော့ချိတ်ကလေးကိုဟိုဟာလေးပေါ့နော် sequence စာအမြင့်လိုင်းလေးပေါ့အဲ့ sequence စာလေးနဲ့ချုပ်ထားပါတယ်ဒါလေးကတော့ sequence စာရဲ့အနားလေးကိုဒီနားလေးမှာယူထားတာလေးပါသူကဇာလေးကအရန်ကိုလှတဲ့အတွက်ကြောင့်မလို့ဘာမှကိုလှုပ်ရှားမလို့ပဲကိုအင်ကြီးလေးကလှနေတာပေါ့နော်ဒါလေးကတော့ပဝါလေးပိတ်စပို့တာလေးနဲ့ပဝါလေးလှုပ်ထားတာလေးပါဒါလေးကတော့ဧည့်သည်ရဲ့ပဝါလေးပေါ့နော်မင်းခြုံပြထားတာလေးပါဒီမှာပါဒါလေးကကြတော့သူကတစ်ခါပိုးချိတ်ကလေးနဲ့ချုပ်ထားတာပါဒါတစ်ခါပိုးချိတ်ကလေးပေါ့နော်ဒီဟာလေးကတစ်ခါပိုးချိတ်ကလေးကိုဒီ sequence စာလေးနဲ့မင်းဝတ်ထားတဲ့ပုံစံမျိုးလေးတိုင်းချုပ်ပေးထားတာလေးပါအဲ့တဲ့ရဲ့ပိတ်စလေးကပိုနေတာဖြစ်တဲ့အတွက်ကြောင့်မလို့မင်းကပဝါလေးပါတခါတည်းလှုပ်ပေးထားတာပေါ့နော်ဒီလိုမျိုးလေးပေါ့တစုံပေါ့နော်ဒါလေးကကြာအယုံမမှာအယုံမမရှိတော့လို့ဒါလေးချိတ်ကလေးနဲ့ပဲချိတ်ပြီးတော့ပြလိုက်ပါမယ်ရှင်ဒီလိုလေးပါဒါမင်းဝတ်ထားတဲ့ပုံစံလေးတိုင်းမှာသူကဇာရောဒီချိတ်ကတော့ဒီသူကတစ်ခါပိုချိတ်ကလေးရွေးထားပါတော့အဲ့ပုံစံလေးတိုင်းချုပ်ပေးထားလေးပါဒီမှာပဝါလေးပါရပါရှင်အရန်ကိုလှပါတယ်ဒီလိုလေးပေါ့နော်ပဝါလေးပါတော့လုံးဝကိုပို့ပြီးတော့ပွက်တက်ဆန်သွားပါတော့ပြည့်စုံသွားပါမြန်မာဝတ်စုံလေးပြည့်စုံသွားပါဒါလေးကတော့နောက်တစ်စုံမှာဒါလေးကကြာလက်ကော့ချိတ်ကလေးလက်ကော့ချိတ်ကလေးကိုဟိုဟာလေးနဲ့ပေါ့နော်နိုရာပိုးလေးနဲ့ချုပ်ပေးထားတာလေးပါနိုရာပိုးလေးနဲ့ဒါလေးကကြတော့ဘရာမပါဘူးပေါ့နော်ဒီတိုင်းရိုးရိုးပဲပွက်တက်ကလေးချုပ်ပေးထားတာလေးပါနောက်ကွဲလေးကိုမှရင်ပုံးပုံစံလေးနဲ့ sequence လေးထိုးပြီးချုပ်ပေးထားပါတယ်နောက်တစ်ချက်ဒါလေးကနောက်တစ်စုံပေါ့နော်ဒါလေးကခုနမမရဲ့အထည်လေးပဲပေါ့နော်သူကတော့အရိပ်ပိုးကနုတ်ချိတ်ကလေးပေါ့နော်ဒါမင်းတို့ဆိုင်ရဲ့best seller ချိတ်ကလေးပေါ့နော်အရန်ရောင်းရတဲ့ချိတ်ကလေးပါဒီကနုတ်ချိတ်ကလေးတွေကဒါလေးကကြတော့ငပိရောင်လေးပေါ့နော်ငပိရောင်နုနုလေးကိုသူကကြ no bra လေးချုပ်ပေးထားပါတယ် no bra လေးကို sequence လေးထိုးပြီးချုပ်ပေးထားပါတယ်ရှင်ဒါမျိုးလေးပေါ့နော် side ကလေးကတော့ over side ကလေးဝတ်လိုက်တော့ခန္ဓာကိုယ်ပေါ်မှာသူ့နေရာလေးနဲ့သူကြဖြစ်သွားလို့ရှိရင်တော့လှတော့မှာပေါ့နော်အခုကကြာဂျိတ်မှာချိတ်ထားတော့အင်းကြီးပုံကတိတ်မပေါ်ဘူးဖြစ်နေဒီလိုမျိုးလေးပါရှင်ထမိန်လေးကဒါလေးပေါ့နော်ဒါလေးကမှ sequence လေးထိုးပေးထားပါတယ်ဒီ level နာဇာဘာလေးပေါ်မှာလည်း sequence လေးထိုးပေးထားပါတယ်ရှင်နောက်ကတော့ zip ကလေးနဲ့ပဲချုပ်ပေးထားဝတ်ရတာလွယ်အောင်လို့ပေါ့နော်လက်ကလည်းလက်စကားလေးဆိုတော့ zip ကလေးနဲ့ချုပ်လို့အဆင်ပြေပါတယ်ဒါလေးကကြတော့နောက်တစ်ယောက်ရဲ့ဟာပေါ့နော်ဒါပေမဲ့သူတို့ကစင်တူလေးချုပ်ထားတာဒါနောက်မမတစ်ယောက်ရဲ့အထည်လေးပါဒါလေးကတော့ size လေးနည်းနည်းသေးပါမယ်သူကတော့ XL လောက်ရှိမှထင်တယ်ဒီဟာလေးကတော့အရိပ်ပိုကနုတ်ချိတ်ကလေးပါရှင်ဒါလေးကတော့အင်ကြီးလေးပေါ့နော်အင်ကြီးလေးကကြတော့ no bra လေးကိုမှ sequence လေးထိုးပေးထားပါတယ် sequence လေးအပြည့်ထိုးပေးထားပါတယ်ရှင်ဒီလိုမျိုးလေးပေါ့နော်ဒါလေးလည်းအယုတ်မလေးမှာဝတ်လိုက်လို့ရှင်အရန်လောက်မှာပါယုတ်မလေးမရှိတော့လို့ကဲနောက်တစ်စုံ
နောက်တစ်စုံကကြာလက်ကော်ချိတ်ကလေးပါရှင်အရန်ကိုလာလို့လက်ကော်ချိတ်ကလေးဒီလက်ကော်ချိတ်ကလေးကအခုမင်ဝတ်ထားတဲ့ချိတ်ကလေးနဲ့ဒီဇိုင်းတူတူပဲဒါပေမဲ့သူကကြာခံအယောင်လေးပေါ့နော်ကြာခံအယောင်လေးပေါ်မှာသခွားနဲ့ဟိုဟာလေးပေါ့နော်အပြာလေးပေါ့နော်တခွားနဲ့အပြာလေးအဲ့ဒါချိတ်ကလေးနဲ့လိုက်ဖက်အောင်လို့မင်းတို့ကအခန့်လေးကိုကြတော့ကြာရောင်လေးပေါ့နော်အသားရောင်လေးသုံးပြီးတော့ဇာလေးကိုကြတော့အပြာလေးသုံးပေးထားပါတယ်ရှင်ဒီလိုမျိုးလေးပေါ့နော်သူကကြတော့ no bra မကြိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ရိုးရိုးပဲချုပ်ပေးထားပါတယ်ရိုးရိုးလေးပဲချုပ်ရိုးရိုးဆိုတာ bra မပါပဲချုပ်ပေးထားရပေါ့နော်နောက် zip ကလေးနဲ့ချုပ်ပေးထားပါတယ်ရှင်ဒါလေးတွေကတော့မင်းဒီ15ရက်နေ့မှာပေးရမယ်အထက်လေးပေါ့နော်အဲ့ဒါလေးတွေကိုစုပြီးတော့ပြလိုက်တာပါရှင်မြန်မာပွဲတက်ဝတ်စုံလေးတွေပါကျေးဇူးအများကြီးတင်ပါတယ်ရှင်ကြည့်ပေးရတဲ့အတွက် like and share လေးနဲ့လည်းအားပေးကြပါဦးရှင်